အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အခုမူလရန်ဆင့်ပေါ့နော် grade 5အင်္ဂလိပ်စာမေခွန်းနမူနာပုံစံနဲ့ပတ်သက်ပြီးတော့ဒါအင်္ဂလိပ်စာဖြည့်ဆိုတဲ့နေရာမှာပေါ့နော်ဘယ်နံပါတ်ကဘယ်လိုဖြည့်ဆိုရမယ်ဆိုတဲ့အကြောင်းကိုရှင်းပြခြင်းတယ်ပေါ့အဲ့တော့အင်္ဂလိပ်စာကိုကြတော့ကျမတို့ကအပိုင်း၄ပိုင်းနဲ့ပေါ့နော်အပိုင်း၄ပိုင်းနဲ့မိထားတယ် section A မှာဆိုရင် listening ပိုင်းနောက် section B မှာကြတော့ reading ပိုင်းနဲ့နောက် section C မှာကြတော့ writing နဲ့နောက်ဆုံး section D မှာ speaking ပိုင်းဆိုပြီးတော့အပိုင်း၄ပိုင်းနဲ့ရှင်းမိထားပါတယ်အဲ့တော့ပထမဦးဆုံး section A မှာကြတော့ listening မှာဆိုရင်တော့ဒါ 1A 1B 1C ဒီ15မှတ်ပုံလုံးကကြတော့ဒါ5မှတ်ပေါ့နော်ဒီ15မှတ်ပုံလုံးကအခန်းဆောင်ဆရာမှာဖတ်ပြတဲ့ပုံမူတည်ပြီးတော့ပေါ့နော်တေချာလေး listen carefully လုပ်ပြီးတော့မှဒါဖြည့်ဆိုရမယ်အမှတ်ပေါ့နော်အဲ့တော့ 1A မှာဆိုလို့ရှိရင်ဒါကကြတော့2 or 4ရေးရမှာအဲ့တော့ခန်းဆောင်ဆရာမကဒီပေါ့1 to 5ဒီ all like တဲ့ဒီပေးထားတဲ့စကားလုံးကို all like တဲ့မူဖတ်ပြတဲ့ပုံမူတည်ပြီးတော့ဒါဒီပေးထားတဲ့စကားလုံးကိုလည်းဆရာမကအမှတ်ဒီအတိုင်းပဲဖတ်ပြမယ်ဆိုရင်ဒါ2ပေါ့နော်တကယ်လို့ဆရာမကဒီနေရာမှာဒါ temperature ဆိုလို့ရှိရင်ခန်းဆောင်ဆရာမနေတာမိုမီတာလို့ဒါဖတ်ပြလိုက်တယ်ဆိုရင်ဒီမှာကညီမှုမရှိဘူးမှတ်ကမှုမရှိဘူးဆိုလို့ရှိရင်တော့ဒါ 4ပေါ့နော်အဲ့တော့အဲ့လိုမျိုးခန်းဆောင်ဆရာမဖတ်ပြတဲ့ပုံမူတည်ပြီးတော့2 4ရေးရမှာပေါ့နော်အဲ့ဒါကြတော့9မှတ်နောက် 1B ကလည်းအဲ့လိုပဲဒါမှတ်ပေါ့နော်ရှင်တွဲရမယ် column A column B အဲ့မှာခန်းဆောင်ဆရာမကတခါတည်း column A နဲ့ column B နဲ့တွဲရမယ်အဖြူတခါတည်းဒါអော်ပြသွားမှာပေါ့နော်အဲ့ရောကိုကအဲ့ဒါကိုတေချာလေးနားထောင်ပြီးတော့အဖြေကိုတခါတည်းလိုက်ပြီးတော့တွဲပြီးတော့ဖြည့်အောင်ပဲပေါ့နော်အဲ့ဒါက9မှတ်နောက် 1C မှာကြတော့ဒါကြတော့နံပါတ်တက်ရမှာเนาะနံပါတ်တက်ရမှာဒါကြတော့ဒီမှာပေးထားတဲ့စာကြောင်း၅ကြောင်းရှိရဲဒီ၅ကြောင်းလေးရမှာခန်းဆောင်ဆရာမကပထမဦးဆုံး all like တဲ့စာကြောင်းလေးပေါ့เนาะဥပမာ A hungry တိုက်က saw the deer ပေါ့เนาะဒီစာကြောင်းလေးပထမဦးဆုံး all လို့ရှိရင်သူ့ရဲ့ဘေးနားက blanket ထဲမှာ1ပေါ့เนาะတွားဖြည့်ရမယ်အဲ့လိုပဲ he was very proud of his Angela ဒီစာကြောင်းလေးကိုဒုတိယမှာ all ရင်အဲ့နေရာလေးမှာနံပါတ်2အဲ့လိုမျိုးပဲဆရာမ all like တဲ့ပုံမူတည်ပြီးတော့နံပါတ်4တွေတက်ပြရမှာဖြစ်တယ်ဒါကြတော့9မှတ်ဖို့ဒီ 1A 1B 1C ဒီ3ခုလုံးကအခန်းဆောင်ဆရာမအခန်းဆောင်ဆရာမပြောတဲ့ပုံမူတည်ပြီးတော့တေချာလေးနားထောင်ပြီးတော့ဖြေရမယ်ဒါ15မှတ်ဖို့ပေါ့နော်နောက် section B မှာကြတော့ဗာလဲဆိုရင်ဒါကြတော့ပုံလေးနဲ့စာသားလေးနဲ့ပေးထားတယ်အဲ့တော့ပုံကိုကြည့်မယ်ပေးထားတဲ့စာသားကိုကြည့်မယ်အဲ့တော့ပုံနဲ့ပေးထားတဲ့စာသားနဲ့ကညီမှုရှိတယ်ဆိုလို့ရှိရင်2ဒါလို့ပုံနဲ့ပေးထားတဲ့စာသားနဲ့ကညီမှုမရှိဘူးဆိုလို့ရှိရင်ဒါ4ပေါ့နော်အဲ့တော့ပုံနဲ့ပေးထားတဲ့စာသားနဲ့ကြည့်ပြီးတော့2 4ရေးရမှာဒါကြတော့9မှတ်နောက် 1B မှာကြတော့ဒါ dialogue ပေါ့နော် dialogue ဖြေရမှာအဲ့တော့ဖြေရမယ်အဖြေစကားလုံးလေးတွေကိုလည်းဘောက်ထဲမှာပေးထားတယ်ဒီပေးထားတဲ့ဘောက်ထဲကအဖြေစကားလုံးလေးတွေကိုပဲဒီ1 to 10မှာပေါ့နော် dialogue ထဲမှာဖြေရမယ်ဒါကြတော့10မှတ်နောက် 2C မှာじゃ read the passage ပေါ့နော်ဒီသူတို့က passage ယူပေးထားပြီးတော့ဒီအောက်မှာမေးခွန်းလေးတွေကိုဖြေအောင်ပဲပေါ့နော်ဒီ passage ထဲမှာဖတ်ပြီးတော့ပဲကြည့်ပြီးတော့မေးခွန်းလေးတွေဖြေဆိုရမှာဖြစ်တယ်ဒါကြတော့10မှတ်ဆက်မပေးထားတယ်နောက်တစ်ခု section C မှာကြတော့ writing ပိုင်းပေါ့နော် writing ပိုင်းမှာဆိုရင် 3A မှာဒါ word form ဖြေရမယ် word form 5မှတ် 3B မှာကြတော့ verb form 5မှတ်နဲ့နောက် 3C မှာ rearrange ပေါ့နော်rearrange ရကြတော့5ပုဒ်ကိုဆက်မဲ့ပေးထားရဆိုတော့တစ်ပုဒ်ကို2မှတ်နှုန်းနဲ့10မှတ်နောက်ဆုံး 3D မှာကြတော့ဒါမိုင်းမဲ့ဖြေရမှာပေါ့နော်ပေးထားတဲ့ခေါင်းစဉ်ဟိုနဲ့ပတ်သက်တဲ့ဒါမိုင်းမဲ့လေးတွေဆွဲပြီးဖြေရမှာဖြစ်တယ်ဒါမိုင်းမဲ့ကိုလည်း10မှတ်ပေးထားတယ်နောက် 3E မှာကြတော့ဒါနောက် essay ပေါ့နော် essay ဖြေရမယ်နောက်ဆုံး section D ကကြတော့ speaking ပိုင်းအဲ့တော့ကိုက 3ET ပေါ့နော်ဖြေလာခဲ့ပြီးပါ section D ဖြေလာခဲ့ပြီးလို့ခန်းဆောင်ဆရာမကိုဒါ answer paper အပ်ပြီးွားပြီဆိုလို့ရှိရင်ဒီနောက်ဆုံးအပိုင်းဖြစ်တဲ့ section D speaking ပိုင်းကိုဖြေရမှာပေါ့နော်အဲ့မှာပထမအဆုံးကိုမိတ်ဆက်မယ်မိတ်ဆက်ပြီးွားလို့ရှိရင်ဒီ section D မှာသူတို့မေးထားတဲ့ခေါင်းစဉ်ပါအကြောင်းအရာကိုဒါဖြေဆိုရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးပေါင်းအမှတ်100ဖို့ပေါ့နော်အဲ့တော့ဒီလိုနမူနာမေးခွန်းပုံစံလေးတွေကိုဒါကြိုတင်ပြီးတော့လေ့ကျင့်ထားမယ်မေးခွန်းသဘောနားလည်ထားမယ်ဆိုလို့ရှိရင်တကယ်ဆောင်းမွေးပွဲမှာဖြေဆိုမယ်ဆိုလို့ရှိရင်မေးခွန်းပုံစံကိုကြိုပြီးတော့လေ့ကျင့်ထားတဲ့အတွက်
နားလည်ထားတဲ့အတွက်ဖြေဆိုရပုံမှုပြီးတော့လွယ်ကူမြန်ဆန်မယ်လို့ထင်ပါတယ်